ဒီကဘာလို့ဖချင်ရဲ့ရှင်လေးကစကားများကိုလေးဖွင့်ဟာမပြောနဲ့ပါစိတ်ကူးလေးများလေးမှာစာစီဒီဖွယ်ချူပြီးထားမင်းကြောင့်ရတဲ့ကပြားဒီတချင်ရဲ့အတိတ်ပဲပါဒါကြောင့်မလေးတစ်ခါလောက်ချင်နာစမှာWe need to try